Trigano International Byway ကိုသွားမှာပါပြီးတော့တယောက်တည်းဖြစ်မှာ3-4 ရက်5ရက်လောက်တော့ကြာမယ်တယောက်တည်းပဲဖြုတ်မယ်အခုလောဆယ်တော့ကာဂျန်ရီဟက်ကိုရောက်နေဒီပါကာဂျန်ရီဟက်ကိုဖြုတ်လိုက်ပါဦးမယ်နောက်တဲ့လိုက်ကြည့်လိုက်ပါရောက်တယ်တမလုံးရောက်ပြီတမလုံးရီဟက်မှာတက်စီထည့်ပြီးတော့ခဏနားလိုက်အောင်ဒါဒီကတော့ဆောင်းရမ်းပူတယ် highway ကြီးကတော့ဆောင်းရမ်းပူပြင်းစရာOkay နားလိုက်အောင်ပဲနားပြီးရင်ခီးဆက်ဖြုံကူကတော့ဟောလောက်ရှိပါတယ်3ပုံတပုံကျော်လောက်ရှိတော့ကီလိုမီတာအကုန်လုံး400ကျော်500နီးပါးဆိုတော့အခုက200ဝန်းကျင်လောက်ရောက်လာတယ်နောက်တဲ့300နီးပါးကဆက်မအောင်တေးဝါးရေးအောင်မှာခဏနာ